အရှိတောင်အာရှနိုင်ငံများအဖွဲ့အစည်းအာဆီယံမှာအဖွဲ့ဝင်နိုင်ငံ10နိုင်ငံနဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာရေငုပ်သင်္ဘောစုစုပေါင်းအစီးရေ22စီးအထိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ဒါဆိုရင်ဘယ်နိုင်ငံတွေကရေငုပ်သင်္ဘောတွေကိုပိုင်ဆိုင်ထားကြပြီလဲ။မြန်မာနိုင်ငံကရောရေငုပ်သင်္ဘောအစီးရေဘယ်လောက်ကိုပိုင်ဆိုင်နေပြီလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အာဆီယံနိုင်ငံတွေထဲရေငုပ်သင်္ဘောပိုင်ဆိုင်တဲ့နိုင်ငံတွေအနေနဲ့ကတော့နံပါတ်5မလေးရှားနိုင်ငံမှာလည်းရေငုပ်သင်္ဘော2စီးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်2009ခုနှစ်ခရဲကစတဲ့တက်တော်ဝင်ထာဝန်ထမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်ဒီဇယ်လောင်စာစီသုံးအင်ဂျင်အမျိုးအစားရေငုပ်သင်္ဘောဖြစ်ပြီးတော့အရှည်69.4 မီတာအချင်း6.2 မီတာအထိရှိတာလည်းဖြစ်ပါတယ်မလေးရှားနိုင်ငံရဲ့ရေငုပ်သင်္ဘောတွေကိုတော့ပြင်သစ်နိုင်ငံကထုတ်လုပ်ရောင်းချခဲ့တာလည်းဖြစ်ပါတယ်နံပါတ်4မြန်မာရေတပ်မှာဆိုရင်ရေငုပ်သင်္ဘော2စီးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်မြန်မာရေတပ်မှာတော့ရေတပ်စစ်သည်ပေါင်း3000ကျော်တာဝန်ထမ်းဆောင်နေတာဖြစ်ပြီးစစ်ရေစုစုပေါင်း228စီးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်မင်းရဲတင်ငယ်သူတို့အမည်ပေးထားတဲ့ရေငုပ်သင်္ဘောကို2020ခုနှစ်မှာစတဲ့တက်တော်ဝင်တာဝန်ထမ်းဆောင်ခဲ့တာပဲဖြစ်ပါတယ်အဆိုပါရေငုပ်သင်္ဘောကို1988ခုနှစ်ဩဂုတ်လ26ရက်နေ့ကနေ2018ခုနှစ်အထိအိန္ဒိယရေတပ်မှာနှစ်ပေါင်း30ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးတော့ပြန်လည်ပြင်ဆင်က2019ခုနှစ်မှာမြန်မာရေတပ်ကိုလွှဲပြောင်းပေးခဲ့တာဖြစ်ပြီး2020ခုနှစ်မှာစတဲ့တာဝန်ထမ်းဆောင်စေခဲ့တာပဲဖြစ်ပါတယ်မြန်မာရေတပ်အတွက်ဒုတိယမြောက်ရေငုပ်သင်္ဘောကိုတော့တရုတ်နိုင်ငံကဝယ်ယူခဲ့တာဖြစ်ပြီး2021ခုနှစ်ဒီဇင်ဘာ24ရက်နေ့84နှစ်မြောက်ရေတပ်အခမ်းအနားနေ့မှာစတဲ့တက်တော်ဝင်ခဲ့တဲ့မင်းရဲကျော်ထင်ပဲဖြစ်ပါတယ်အတိအကျမရှိတဲ့သတင်းတွေမှာတော့မြန်မာရေတပ်ဖွဲ့မှာရေငုပ်သင်္ဘော3စီးအထိကိုပိုင်ဆိုင်ထားပြီလို့လည်းဖော်ပြထားတာရှိပါတယ်နံပါတ်3အင်ဒိုနီးရှားတပ်မတော်ဟာဆိုရင်အင်အားကြီးမားတဲ့တပ်မတော်တစ်ခုပဲဖြစ်ပါတယ်အာဆီယံနိုင်ငံတွေထဲမှာအင်အားကြီးမားဆုံးဖြစ်တယ်လို့ The Global Firepower ရဲ့စာရင်းများအရအင်ဒိုနီးရှားတပ်မတော်ဟာကမ္ဘာအဆင့်73ရှိတဲ့အင်အားကြီးမားတဲ့တပ်မတော်တစ်ခုလည်းဖြစ်နေပြန်ပါတယ်ဒါအပြင်အင်ဒိုနီးရှားဟာကျိုးမောင်း16000ကျော်နဲ့ဖွဲ့စည်းထားတဲ့အတွက်ရေတပ်တပ်ဖွဲ့ဟာလည်းအရေးကြီးဆုံးအခန်းကဏ္ဍကနေပါဝင်တာပဲဖြစ်ပါတယ်အင်ဒိုနီးရှားရေတပ်မှာဆိုရင်ရေငုပ်သင်္ဘော5စီးကိုပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်အင်ဒိုနီးရှားရေတပ်မှာတပ်ဖွဲ့ဝင်ပေါင်း68000ဝန်းကျင်တာဝန်ထမ်းဆောင်နေပြီးစစ်ရေယာဉ်ပေါင်း300နီးပါးပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်အင်ဒိုနီးရှားနိုင်ငံရဲ့ရေငုပ်သင်္ဘောတွေကို1980ခုနှစ်မှာ KRI 401 402 စတဲ့တာဝန်ထမ်းဆောင်ခဲ့ပြီး2019 2018 2021တွေမှာနောက်ထပ်ရေငုပ်သင်္ဘော3စီးကိုတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဒါပေမဲ့2021ခုနှစ်ဧပြီလမှာဂျာမနီထုတ် KRI 402တီတော်ပီဒိုလေ့ကျင့်မှုတစ်ခုအတွင်းမတော်တဆဖြစ်ခဲ့ပြီးရေတပ်သား53ယောက်စလုံးကိုအသက်တွေဆုံးရှုံးခဲ့ကြပါတယ်။ဒါကြောင့်လေလက်တလုံးမှာတော့အင်ဒိုနီးရှားရေတပ်မှာရေငုပ်သင်္ဘောပေါင်း4စီးတာဝန်ထမ်းဆောင်နေတာပဲဖြစ်ပါတယ်နံပါတ်2စင်ကာပူဟုတ်ပါတယ်စင်ကာပူနိုင်ငံဟာလည်းရေငုပ်သင်္ဘော6စီးအထိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်စင်ကာပူရေတပ်မှာရေတပ်တပ်ဖွဲ့ဝင်ပေါင်း9000ဝန်းကျင်ရှိပြီးတော့စစ်သင်္ဘောစုစုပေါင်း40ကျော်ကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်စင်ကာပူနိုင်ငံရဲ့ရေငုပ်သင်္ဘောတွေကိုတော့ Dwight 218HG အမျိုးအစားဖြစ်ကဂျာမနီထုတ်ရေတပ်လုပ်ငန်းစု TKMM မှတမယိုးကျစွမ်းအင်သုံးတိုက်ခိုက်ရေးရေငုပ်သင်္ဘောများပဲဖြစ်ပါတယ်နံပါတ်1ဗီယက်နမ်ရေငုပ်သင်္ဘောအများဆုံးပိုင်ဆိုင်တဲ့အာဆီယံနိုင်ငံကတော့ဗီယက်နမ်နိုင်ငံပဲဖြစ်ပါတယ်။ The Global Firepower ရဲ့2025ခုနှစ်ဖော်ပြပါစာရင်းများအရဗီယက်နမ်ရေတပ်မှာရေငုပ်သင်္ဘောစုစုပေါင်း6စီးအထိကိုပိုင်ဆိုင်ထားခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါပမာဏဟာဆိုရင်လည်းကမ္ဘာအင်အားကြီးပြင်သစ်ဗြိတိန်နိုင်ငံတို့ရဲ့ရေငုပ်သင်္ဘောပိုင်ဆိုင်တဲ့ပမာဏနဲ့တူညီနေတာလည်းဖြစ်ပါတယ်။ဗီယက်နမ်ရေတပ်ကိုတော့1996ခုနှစ်ကတည်းကဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့အခုအချိန်မှာတော့အင်အားတောင်တဲ့ရေတပ်တစ်ခုဖြစ်ပါတယ်။ဗီယက်နမ်ရေငုပ်သင်္ဘောတွေမှာသင်္ဘောသား39ဦးယာယီ73ဦးအပါအဝင်အမှုထမ်း53ဦးလိုက်ပါနိုင်ပြီး45ရက်ကြာရေအောက်မှာတာဝန်ထမ်းဆောင်နိုင်တာလည်းဖြစ်ပါတယ်။ဒါအပြင်ဗီယက်နမ်ရေတပ်ဟာတရုတ်ရဲ့စစ်အင်အားတိုးမြင့်မှုကိုတံပြန်ရန်
ရင်းငုတ်သင်္ဘောအုပ်စုအားမြေပြင်တိုက်ခိုက်ရေးတုံးကြီးများတက်ဆင့်ပစ်ခတ်နိုင်အောင်အဆင့်မြင့်တင်ထားခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ပဲဗီယက်နမ်နိုင်ငံဟာအာဆီယံနိုင်ငံတွေထဲရင်းငုတ်သင်္ဘောအများဆုံးပိုင်ဆိုင်တဲ့နိုင်ငံဖြစ်သလိုရင်းငုတ်သင်္ဘောကနေမြေပြင်တိုက်ခိုက်ရေးတုံးကြီးများတက်ဆင့်ပစ်ခတ်နိုင်တဲ့ပထမအဦးဆုံးအာဆီယံနိုင်ငံဖြစ်လာခဲ့ပါတော့တယ်။အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကတော့ရင်းငုတ်သင်္ဘောကိုမပိုင်ဆိုင်ကြပါဘူး။ထိုင်းနိုင်ငံကတော့ရခိုင်ကရင်းငုတ်သင်္ဘောတစ်စီးကိုပိုင်ဆိုင်ခဲ့မှုပေမဲ့ယခုအခါမှာတော့အနားယူသွားခဲ့တာဖြစ်ပါတယ်။ယနေ့ဗီဒီယိုလေးကနေလူကြီးမင်းတို့အတွက်ဗဟုသုတတစုံတရာရရှိစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်နေ့များမှာလည်းဗဟုသုတဖြစ်ဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦး။